အားလုံးသင်ပြကြရလားဗျခုလိုလောဆယ်မှာဒီမြဝတီရွှေကုတ်ကူမှာခြေစိုက်နေတဲ့ကြားဖြန့်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်နဲ့ဗမူကြီးစောချစ်သူရဲ့ BGF တို့ပေါင်းပြီးတော့နှိမ်နင်းနေတဲ့ဆိုတဲ့သတင်းတွေပို့လို့ရိုက်နေပါတယ်အဲ့ဒီထဲကနေပြီးတော့တရုတ်နိုင်ငံသားတွေထွက်ပြေးလမ်းလျှောက်နေတဲ့ပုံတွေပြီးတော့မြန်မာနိုင်ငံသားတွေလည်းအဲ့ဒီထဲကနေတွားနေတဲ့ပုံတွေကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့ရင်တစ်ခါမှမမြင်ဘူးခဲ့တဲ့ဒီဖုန်းတွေကွန်ပျူတာတွေတင်စီတဲ့ပုံတွေကိုလည်းကျွန်တော်တို့ဒီမှာတွေ့ရပါတယ်ဆိုတော့တချို့ကတော့အခုလုပ်နေတဲ့ဒါအာဏာသိမ်းစစ်တပ်နဲ့ BGF နဲ့ပူးပေါင်းလုပ်နေတဲ့ကိစ္စတွေတကယ်ပဲဒါအခုကြားဖြန့်နေကိုနှိမ်နှင်းနေပြီလားဆိုပြီးတော့ဒါယူဆကြတာပေါ့နော်မေးကြတယ်တချို့ကလည်းအဲ့ဒီတန်တရားနဲ့တန်တရားမျက်စိနဲ့ကြည့်ကြပါတယ်ခါတချို့ကကြတော့လေဒါဟာBGF ဆိုလို့ရှိရင်ဘယ်လိုပြောတယ်ဒါစစ်စင်ရေးတစ်ခုအနေနဲ့တော့သူတို့စစ်ကြေညာပြီးလုပ်နေတယ်ဆိုပြီးပြောထားတာမျိုးတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့လတုန်းကဒီအာဏာသိမ်းစစ်တပ်က KNU လုပ်နေတယ်ဆိုပြီးတော့ဆွဆွဲပြီးတော့ဒီ KK Park ကိုချိုးခွင်းတော့ကတော့အဲတုန်းကသူတို့ရဲ့သတင်းစာရှင်းလင်းပွဲတွေကိုကျွန်တော်စောင့်ကြည့်တော့ပါလဲဆိုတော့ဘာမပါတာလဲဆိုတော့ဒီရွှေကုတ်ကိုနဲ့ပတ်သက်ပြီးတော့သူတို့တခုမှထည့်ပြောတာမတွေ့ရပါဘူးသူတို့အဓိကအာယုံစိုက်ပြီးပြောတာကဒီ KK Park ဆိုတဲ့အကြောင်းကိုပဲပြောတာပါဆို KNU ကတော့ဒါဟာသူတို့နဲ့မဆိုင်ဘူးသူတို့မလုပ်ဘူးဆိုပြီးတော့ဒါငင်းချက်ထုတ်တာတွေ့ပါတယ်အဲ့တော့အခုတော့ဒါအဲ့တုန်းကဆိုရင်လေဒီမွေးစောချစ်သူဆိုတဲ့နာမည်ကိုဒီစက်ကောင်စီဘက်ကနေပြီးပြောတာမတွေ့ရပါဘူးအဲ့တုန်းကပြီးတော့ KK Park တို့ကိုချိုးခွင်းတဲ့တုန်းကမီဒီယာတွေကဒီမွေးစောချစ်သူတို့ကိုမေးတာပေါ့နော် BGF တို့မေးတော့အဓိကပြောရေးဆိုခွင့်ရှိတဲ့သူတွေက KK Park နဲ့ KNU ဆိုတဲ့နာမည်တွေကိုတစ်ချိန်လုံးသုံးသွားတာကိုတွေ့ရတယ်။ဒါပေမဲ့ဒီရွှေကုတ်ကိုဆိုတဲ့အကြောင်းကိုထည့်ပြောတာမတွေ့ရဘူး။ပြီးတော့ရွှေကုတ်ကိုထဲမှာဒီကြားဖြန့်ရှိမနေဘူးလုံးမနေဘူးဆိုတော့ပဲတောက်လျှောက်ငင်းလာတာပေါ့နော် BGF ဘက်ကနေ။ခုတော့သူတို့ငင်းလာခဲ့တဲ့ဒီရွှေကုတ်ကိုထဲမှာကြားဖြန့်နေမရှိဘူးလို့ငင်းလာခဲ့တဲ့လူတွေကိုယ်တိုင်ပဲသူတို့ရွှေကုတ်ကိုထဲကကြားဖြန့်နေနှိမ်နေပြီဆိုပြီးတော့ပြောလာတာဖြစ်ပါတယ်။ဆိုတော့ဒီမှာကျွန်တော်တို့နိုင်ရှင်ကြည့်လို့ရတာပေါ့နော်ဆိုတော့အခုဆိုရင်ကျွန်တော်တို့ဒါ BGF ဘက်ကကောင်းဆောင်နေတဲ့ဒီဘက်အာဏာသိမ်းစစ်တပ်ဘက်ကဒါစစ်ဗိုလ်ချုပ်တွေကိုအတူတွဲပြီးတော့သူတို့ကြားဖြတ်နေလုပ်နေတယ်ဆိုတဲ့တပ်ပုံကိုသူတို့စပြီးတော့မြင်လာရတယ်အရင်တော့ဒီလိုပုံမျိုးတွေမမြင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာမေးစရာရှိတာကခုစစ်ကောင်စီနဲ့ BGF လုပ်နေတဲ့ကြားဖြတ်နေလုပ်ငန်းဒါတကယ်ပဲလုပ်နေတာလားတကယ်ပဲလုပ်ပြနေတာလားဒါကိုကျွန်တော်တို့မေးရအောင်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့အခုမြင်ရတဲ့လောက်တရုတ်နိုင်ငံသားယာချီပေါ့နော်ဒီမှာကျွန်တော်စကလုံးသတိထားပြီးတော့သုံးတာပါအဲ့ဒါကတရုတ်နိုင်ငံသားယာချီသူတို့ထုတ်ပြန်ချက်တွေရော300ကျော်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့ယာချီကျွန်တော်တို့တွေ့ရတယ်ဓာတ်ပုံတွေအားဖြင့်လည်းတရုတ်နိုင်ငံသားတွေကိုယာကနန်းလောက်ပဲမြင်ရတာပေါ့မြန်မာနိုင်ငံသားတွေကတော့ထောင်ချီပါလိမ့်တော့ဒါသူတို့ဘက်ကပြောတာထုတ်ပြန်တဲ့အချက်တွေဒါပေမဲ့တကယ်အဲ့ဒီမှာအလုပ်လုပ်ခဲ့မှုတွေသူတွေပြောပုံရယာချီထောင်ချီဆိုတဲ့ကဏ္ဍတကယ်တော့အခုကျွန်တော်တို့မြင်နေရတဲ့လူပမာဏဟာတကယ်လုပ်နေတဲ့ပမာဏရဲ့10ပုံတစ်ပုံလောက်ပဲရှိနိုင်တယ်လို့ခန့်မှန်းကြပါဆိုတော့ဒီအကြောင်းကိုကျွန်တော်ဒီနေ့ဆက်ပြီးတော့ကျွန်တော်အင်တာဗျူးထဲမှာနားထောင်အောင်ပေါ့ဆိုတော့ဒီမှာBGF ကတော့ရှောင်းငင်းခဲ့တယ်ဗောနော်ဒီထဲမှာသူတို့လုပ်နေတာဒီကြားဖြန့်လုပ်နေတာတွေသူတို့မသိပါဘူးဘာတွေလုပ်နေလဲဆိုသူတို့မသိပါဘူးရေးငှားထားတာပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ရှေ့မှာထုတ်ပြန်ထားတဲ့ဒါကျွန်တော်တို့ထုတ်ပြန်ချက်တွေရစတန်တွေရ BGF ကဒီထဲမှာပူအောင်ပါဝင်နေတယ်သူတို့ကိုယ်တိုင်လည်းဒီနေ့ညွှန်နေတာကျွန်တော်တို့သိပြီးသားတယ်ပါဒါပေမဲ့ဒီလိုတော့ကြောင့်ဘူးခံညင်းနေခဲ့တော့ကျွန်တော်တို့ကဒီအတွက်တက်တွေပေါ်လာလို့ရှိရင်ဒီတက်တွေကိုကျွန်တော်တို့ပြောပြဖို့လိုပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အင်တာဗျူးထဲမှာတော့သူကိုယ်တိုင်ရွှေကုတ်ကိုတဲ့ကကြားဖြန့်လုပ်ငန်းတွေထဲမှာကိုယ်တိုင်လုပ်ခဲ့မှုတွေသူပြောနေကျွန်တော်ဒီနေ့အင်တာဗျူးထားပါအဲ့ဒီထဲမှာတော့အသေးစိတ်နားထောင်ရအောင်ဆိုတော့ဒီနေ့ကျွန်တော်အင်တာဗျူးထားတဲ့လူကဒီကြားဖြန့်လုပ်ငန်းတွေထဲမှာဆိုအဆင့်နှစ်လောက်ရှိတဲ့လူပါဆိုတော့ကျွန်တော်တို့ဒီမှာအကြမ်းဖြင့်ပြောရင်တော့ဒီကြားဖြန့်လူလိမ် online ငွေလိမ်လုပ်ငန်းလုပ်ဖို့အတွက်အနည်းဆုံးအကြမ်းဖျင်းအပြင်သူတို့အဆင့်30ခွဲတာပါပထမတစ်ဆင့်ကိုတော့ finding အဆင့်လို့ခေါ်ပါတယ်
ဆိုတော့ finding ဆိုတာကတော့ကျွန်တော်တို့ဟိုအလွယ်ဆုံးပြောရရင်သားကောင်ရှာတာဆိုတော့ online ပေါ်မှာဘယ်သူကိုလိန်ရမလဲဆိုရင်လိန်လို့ရနိုင်တယ်သားကောင်လိုက်ရှာတဲ့အဆင့်က findings ဒုတိယအဆင့်ကအဲ့လိန်လို့ရမယ်လူမျိုးကိုရှာပြီးသွားလို့ရှိရင်ဒုတိယအဆင့်ငွေပုံဩခိုင်းတာငွေတွေထည့်ခိုင်းတာဒီလူကိုဖြားယောင်းပြီးတော့ဒီငွေတွေပို့ပြီးတော့ပုံဩလောင်လောက်ခိုင်းတဲ့အဆင့်အဲ့အဆင့်ကို reception အဆင့်လို့ခေါ်ရတယ်ဆိုတော့နောက်ဆုံးတစ်ဆင့်ကကျတော့နံပါတ်3အဆင့်ကကျတော့ Kela အဆင့်ပေါ့နော်အဲ့တော့ဒီ Kela အဆင့်ရောက်တော့မှခုနပုံဩထားတဲ့ပတ်စံတွေအကုန်လုံးကိုလိန်လိုက်တာဆိုတော့ကျွန်တော်အခုဒီနေ့ interview မဲ့လူကဒုတိယအဆင့် reception အဆင့်အထိရောက်ခဲ့တဲ့လူပါဆိုတော့အခုတော့သူကအဲ့ထဲကနေပြီးတော့ထွက်လာခဲ့ပြီဖြစ်ပါတယ်ဆိုတော့သူအသက်အန္တရာယ်ပြီးတော့သူမျက်နှာကိုတော့ကျွန်တော်မပြနိုင်ဘူးဘောနော်သူအတန်ကိုတော့ကျွန်တော်ဒီတိုင်းထည့်ထားတယ်အခုလက်ရှိအချိန်ထိသူ့ရဲ့တငယ်ချင်းတွေသူ့မိတ်ဆွေတွေကရွှေကုတ်ကူထဲမှာအခုအချိန်ထိအလုပ်လုပ်နေကြပါပဲအဲကြောင့်မလို့သူ့ဓာတ်ပုံကိုတော့ကျွန်တော်မပြနိုင်ဘူးဆိုတော့ကျွန်တော်သိကျင်တာတွေကျွန်တော်တို့ဒီမှာအသေးစိတ်မေးမြန်းထားတယ်နောက်ဆက်ကြည့်ကြပါဗျကျွန်တော်အသက်ကတော့32ပေါ့32ကျော်လာပြီပေါ့ဒီတော့ကျွန်တော် marketing service လုပ်နေတယ် marketing service ကကျွန်တော်ကနောက်7လောက်ကနေရောစလုပ်တာပေါ့ marketing service ကိုကျွန်တော်16နှစ်လောက်ရဲ့စလုပ်တာပေါ့ marketing service ကို10နှစ်လောက်လုပ်ဖြစ်တယ်ဒီကနောက်ပိုင်းဒီအာနာသိန်းနဲ့ကာလာရဲ့နောက်ပိုင်းမှာကျွန်တော်ကိုဗစ်ပြီးတော့ဒီဘက်မှာအလုပ်တွေပြင်ပြီးတော့အဲ့တကယ်ချင်းတရားနဲ့ချင်းပြီးတော့ကျွန်တော်ဒီကတော့အဲ့ဘက်သွားဖို့မဟုတ်ဘူးကျွန်တော်များရင်သွားမယ်ပြီးရင်ကျွန်တော်ထိုင်းဘက်ကူလို့ရရင်ကူမယ်ပေါ့ကူမယ်ဆိုပြီးတော့ကျွန်တော်သွားကြတော့တကယ်ချင်းနဲ့အလုပ်ကောင်းတယ်ပဲခေါ်နေတာဒီမြောက်ဒီကိုရောက်လာခဲ့လိုက်ရောက်လို့ရှိရင်စီးသွားနိုင်တယ်ကိုလည်းထင်တော့သူထိုင်းဘက်လည်းသွားနေရတော့ထိုင်းမှာပဲမေဆောက်လောက်ပါပဲအစီအစဉ်လို့ထင်တယ်ကိုလည်းပြန်ပြီးတော့သွားတယ်စက်တွေပါရှိပြီးတော့သွားကြအဲ့ရောက်သွားပြီးကျွန်တော်အဲ့ဒီရောက်ကိုကျွန်တော်တို့မြောက်ရင်တော့ကျွန်တော်တောင်းတင်တာပေါ့2ရက်3ရက်လောက်တောင်းနေတော့သူလည်းတစ်သက်မြောက်ခေါ်တဲ့ငွေရရတယ်ပြီးတော့အဖို့နေနေကျွန်တော်ရဲ့အဖို့နေနေပိုးစာဘိုင်ဘာနဲ့ပို့ပေးလာတဲ့ပြီးတော့လို့ရှိရင်ဖုန်းနံပါတ်တစ်လုံးပြီးတယ်သူကအဲ့ကျွန်တော်အလုံးတေချာရမှာလားပါလားဆိုတော့သူကတေချာရဲ့စိတ်ချရတယ်ကျွန်တော်အဲ့ဒီမှာတည်းစနေလာလေးဆိုတော့ဒီဘက်ချူဖို့တွေဝင်ရမှာပေါ့ကျွန်တော်ကိုယ်အဲ့တော့ကြောက်တယ်ဆိုတော့ဟိုလိုပြောမလဲဝင်ပြီးသွားရင်ပြတ်ထုတ်လို့မရမှာအဲ့ဒီနေအဲ့လိုမျိုးတွေဆိုရင်တော့ဘလောရဲပေါ့အဲ့နဲ့တောင်းတင်းနဲ့ဟိုတေကားလည်းကျွန်တော်မြောက်ရီဟိုတေမှာသွားတယ်မြောက်ရီဟိုတေမှာသွားတဲတယ်ရောစံနေရမရှိတော့အဲ့တော့ထူးသွားဆိုပြီးတော့သူပြန်ချသွားတယ်အဲ့တော့ကျွန်တော်ဂျူနီယာတဖိတ်ဆိုင်ကနေပြီးတော့ကားလာခေါ်တယ်ကုမ္ပဏီကားဆိုပြီးတော့ PME ကားလည်းဆိုတော့ခုနကသူပြောသွားတာကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ရွှေကုတ်ကိုထဲမှာအလုပ်လုပ်နေတဲ့သူ့မိတ်ဆွေကသူ့ကိုလှမ်းခေါ်တယ်ဆိုတော့ဒီမှာရွှေကုတ်ကိုထဲကနေမြောက်ဝတီမျိုးကလက်ဖိတ်ဆိုင်ကို VIP ကားနဲ့လာခေါ်တယ်ပေါ့နော် VIP ကားနဲ့လာခေါ်တယ်ဒါကဘာကိုပြနေတယ်လဲဆိုတော့ဒီမှာဒီလိုမျိုးလူအဝင်အတွက်အသွင်းအထုတ်လုပ်နေတာကအတူခွင့်ပြုချင်တယ်ပေါ့နော်ဘယ်သူကဒါတွေကိုခွင့်ပြုလို့အခုနကလို BNB ကားတွေအသွားလာအဝင်ထွက်လွယ်တွေကိုလုံးနေနိုင်တာလေဟိုဒီကိစ္စကိုကျွန်တော်သိချင်လို့သူ့ကိုဒီမှာထပ်မေးပါတယ်အဲ့ကဟိုဒီယူနီယံလက်ဖိတ်ဆိုင်မှာဒီဘယ်လိုပြောမလဲရွှေကိုပဲဟိုလူတဲ့ပြီးနေတဲ့အဖွဲ့အစည်းတွေရှိတယ်အဲ့လက်ဖိတ်ဆိုင်မှာပဲပေါ်တင်မလုပ်တာတော့အများကြီးပဲအဖွဲ့အစည်းတွေရှိတယ်အဲ့မြောက်ရီရောက်သွားပြီဆိုရင်အဲ့ကေမိုင်းပဲကြက်တဲ့လူမျိုးလိုက်ယူနီယံလက်ဖိတ်ဆိုင်ကိုသွားထိုင်လိုက်ပြီဆိုတာနဲ့အမှသူတို့ကတောင်ဝိုင်းတစ်ဝိုင်းမှာသူတို့အဖွဲ့ဆိုင်ဘယ်လိုပြောမလဲသူတို့တွေကတော့ဟိုအရက်ဝတ်တွေနဲ့ပေါ့အရက်ဝတ်တွေနဲ့ပဲထိုင်နေပြီးလို့ချင်းကျွန်တော်ဖုန်းနံပါတ်တွေခေါ်တယ်ဘယ်သူလာပြီလားဘယ်သူရောက်ပြီလဲအဲ့လိုသူအဲ့မှာသွားကြည့်လို့ရှိရင်တော့တီးလေအဲ့လိုပေါ့
ဒီကတော့ကျွန်တော်ဘာမှဒီကိုကျွန်တော်ညီလေးတယောက်နဲ့ကျွန်တော်သွားတာကျွန်တော်ညီလေးတယောက်ကလည်းသူ့တော့ကဟိုစမှုတန်းခေါ်တာရောက်လာတယ်ပေါ့နော်ကျွန်တော်ကလည်းအဲ့ကြောင့်သူ့ live စိတ်ကြောက် live ပို့ရင်းနဲ့နောက်ပြီးသွားရင်းနဲ့အဲ့လိုမျိုးဟိုဘက်ရောက်တော့တငယ်လေးတယောက်ကလည်းခေါ်တယ်ကျွန်တော်သူတော့တငယ်ချင်းကျွန်တော်ညီကိုတငယ်ချင်းနေပဲတော့သူကလုံးဝအဆင်ပြေနေတယ်တော့ကုန်ခိုင်းပြောနေတယ်ဆိုတော့တွားကြည့်လိုက်မယ်ဘာပဲဖြစ်ဖြစ်တကယ်လို့မင်းတို့အလုပ်ရှင်လို့ပြန်လာလို့ရှိရင်တယောက်2သိန်းပဲဆုံးပါဆိုတော့အာကိစ္စမရှိဘူး2သိန်းတော့တော့ငါမှသွားလိုက်တယ်ဆိုဒီမှာတစ်ခုထပ်ရှိသေးတာကသူပြောတော့တာမြန်မာငွေ2သိန်းပဲဆုံးရှုံးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါကိုအသေးချာနားမလဲပါဘူးဆိုတော့သူတို့အဲ့ဒီမှာအများဆုံးသုံးကြတာကထိုင်းဘတ်ငွေပေါ့နော်ဆိုတော့မြန်မာငွေ2သိန်းလားဘတ်ငွေ2သိန်းလားဒါကိုကျွန်တော်သိနေတယ်နောက်တစ်ခုကကြတော့ဒါဘသူ့ကိုပေးရတာပေါ့နော်ဆိုတော့ဘာအတွက်လဲဆိုတော့ကျွန်တော်ဒီမှာထားမိပါတယ်ကားခပေးရတာမျိုးလားပေါ့နော်ဆိုတော့သူဖြေတာကကားကအဲ့ဒီမှာကျွန်တော်သွားတော့ကျွန်တော်ကဟို2024ဟိုဟာ4လပိုင်းသွားတာပေါ့အဲ့နုကကားကဟိုဟာပဲရှိတယ်900ပေါ့နော်900နဲ့တော့တက်တယ်900တက်တယ်ပြီးတော့ဟိုလေးရောက်လေရောအကြီးကသူကျွန်တော်တငယ်ချင်းဆိုပေမဲ့ကျွန်တော်တို့ကကုမ္ပဏီမှာပြင်ပြရတဲ့အတွက်အလုံးတန်းရအောင်ဆိုပြီးတသိန်းပဲပေးပြီးတော့ဟိုအလုံးရအောင်တသိန်းပဲပေးရတော့ဘယ်လိုပြောမလဲတော့အလုံးရအောင်ပေါ့အဲ့ကလီတာတွေခေါင်းဆောင်တွေကိုလက်တိုးတာပေါ့တသိန်းပဲပေးပြီးတော့အလုံးတန်းရအောင်ပြောတော့ကုနာသူတို့တတ်မှတ်ထားတဲ့ကုနာလက်ပွက်တွေပါလေမရအောင်ကျွန်တော်တို့ကအလုံး experience လည်းမရှိဘူးအဲ့လိုမျိုးဆိုတဲ့အတွက်တော့အလုံးရအောင်လို့ကျွန်တော်တို့အဲ့လိုမျိုးအလုပ်ပေးရမယ်ပေါ့တော့အဲ့ဒါသွားလိုက်မယ်အဲ့ရောက်တော့ကျွန်တော်ရှုပ်ကိုလည်းဝင်လာတယ်ဝင်လာတော့အဲ့ဒီကြောက်ဂိတ်တွေမှာကျွန်တော်စစ်တာဟောနေပါလေအဲဒီဘေးကုမ္ပဏီကခေါ်တာလေအဲ့လိုကျွန်တော်က 3D ကနေပြီးကျွန်တော်တို့ခေါ်တာပေါ့ဒီကုမ္ပဏီနာမည်က 3D ပေါ့ပမာပိုင်းဆန်းခန့်ကျွန်တော်တို့တော့ပါတော့ခုနကပြောတော့တဲ့အထဲမှာပြန်ကြည့်ပါသတိထားမိကြပါလေမြဝတီနဲ့ရွှေကုတ်ကိုနဲ့ကြားမှာရှိတဲ့ဂိတ်တွေအကြောင်းကိုသူပြောသွားတာဆိုဒီဂိတ်ထဲမှာလာသမျှကားတွေအကုန်လုံးကိုတားတယ်တားပြီးတော့ဘယ်သွားမှာလဲဘယ်ကုမ္ပဏီရလဲဆိုတာမျိုးကိုမေးတယ်ပေါ့နော်ပြီးတော့ဒီမှာသတိထားတဲ့နာကဒီဂိတ်တွေကိုသူထိန်းချုပ်ထားတယ်ဒီလိုဂိတ်ပေါင်းဘယ်နှခုရှိတယ်လဲနော်ဒီအကြောင်းကိုသူဆက်ပြောပါတယ်ဂိတ်ကဟိုကျွန်တော်တို့ရွာတွေကနေပြီးတော့ဒီဘယ်လိုပြောမလဲပလဲလည်းမရဘူးပေါ့အဲဂျားတွေကနေပြီးတော့သွားပြီးတော့ဂိတ်ကအများကြီးတော်တော်များတယ်ဂိတ်ကအများကြီးပေါ့တကယ် main gate စစ်တဲ့ဂိတ်ကတော့များလို့သာဖန်လို့ဆင်းတဲ့နေရာမှာတကယ်ရှိတယ်အဲ့ဒါတိတ်တော့မစစ်ဘူးသူတို့ကထားခနဲ့လာတဲ့အတွက်အဲ့တော့အဲ့PMI ကားဆိုတော့အဲ့ BGF တွေပေါ့နော်သူက BGF တွေအကုန်လုံး BGF အဲ့တော့ BGF တွေပဲသူကအဲ့ကားနဲ့လက်ဝတ်တွေပိုင်းတော့သူကချီးတယ်သူတို့တွေကကျွန်တော်တို့ဘာရဲတော့ဒီအဲ့ဆိုဒီထဲမှာတတိထားမိကြပါလိမ့်မယ်အဲ့ဒါကသူ့ကိုလာခေါ်တာက VIP ကား Alpha နဲ့လာခေါ်တယ်အဲ့ဒီမှာ VIP ကားလို့ပြောတဲ့ကား Alpha နဲ့လာခေါ်တယ်ပြီးတော့ဒီကားဝင်လာတာကိုမြင်တော့ဂိတ်မှာရှိတဲ့ BGF ဒီဘုံမူဆိုချစ်သူရဲ့ BGF တပ်ဖွဲ့တွေကလက်အုပ်ချီပြီးတော့လှုပ်လိုက်ပြီးတယ်ဆိုပြီးသူပြောသွားတာနော်ဒါ BGF တွေကဒီလိုကားတွေလာရင်လက်အုပ်ချီရဲဆိုတော့ဒီလိုဒီမှာမြင်ရတာဖြစ်ပါတယ်ဒါတပြောင်းသွားပြီးတော့ဒီကသူတို့ main သူတို့အဲ့ရွှေကူကိုလည်းစာဝင်ပြီးစဲနေရမှာအဲ့အိမ်ကူရှိတယ်အဲ့မှာတရားစစ်တယ်အဲ့မှာကျွန်တော်မှတ်ပုံလေးတွေပေးရတယ်အဲ့တကယ် main အဲ့အလင်းမှာပေါ့နော်ဂျိုင်းမှာဂိတ်တွေအများကြီးဂိတ်သေးလေးစီအလင်းမှာ main gate တွေရှိအဲ့ပြီးတော့လည်းကျွန်တော်မျိုးလေးကိုစဝင်ဘယ်လိုကတော့ကြောက်ဝင်သွားတယ်ကားတွေကျွန်တော်တို့ထားတဲ့နေရာရထိုက်ရုံးဆိုတဲ့နေရာကိုကျွန်တော်ခေါ်ရတယ်ခုနကသူပြောသွားတဲ့အထက်ကရထိုက်ရုံးဆိုပြီးသူစကားထဲမှာထည့်ပြောသွားတာသတိထားမိကြပါလိမ့်အဲ့ဒါကအားလုံးသိကြတဲ့ကြားဖြန့်ခေါင်းဆောင်ကြီးရှက်ကြည်ကျန်းရဲ့ရုံးရှက်ကြည်ကျန်းရဲ့ကုမ္ပဏီဖြစ်ပါတယ်သူ့နာမည်အပြည့်စုံကတော့ Yatime International Holding Group ပါဆိုတော့အဲ့ဒီမှာလွယ်တကူပဲရထိုက်ရုံးဆိုပြီးတော့ခေါ်ကြတာပါဆိုတော့ပြီးတော့အဲ့ဒီမြို့သက်ကိုဒါသူပေးထားတဲ့နာမည်ပဲပေါ့နော် Yatime New City ဆိုပြီးတော့
ခေါ်တာပါဒါရှိမှကျွန်တော်ပြောခဲ့တဲ့ဒီသတင်းဆောင်မတွေက2019ခုတုန်းခုနှစ်ကလေးကဘုံဝီဆော့ချစ်သူနဲ့အတူတည်ထားခဲ့တဲ့ဒါရှက်ကြီးချမ်းနဲ့အတူတည်ထားခဲ့တဲ့ရထိုင်းဒီ international holding မှာကျွန်တော်ဆက်ပြီးတော့နောက်ထောင်အောင် ရတဲ့ရုံးကကျွန်တော်တို့ချတယ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကနေပြန်လာခေါ်သွားကျွန်တော်တို့ခေါ်လာတဲ့ကုမ္ပဏီကနေပြီးတော့ HR တွေပေါ့နော်အဲ့မှာသူတို့ HR ကိုခေါ် HR တွေကနေကျွန်တော်ပြန်လာခေါ်တယ်သူကုမ္ပဏီကိုအဲ့အတူကြီးမှာကျွန်တော်ရောက်တော့အချင်းပဲတရက်အလုပ်တန်းစင်းကကျွန်တော်ကဘာမှလည်းမလုပ်တော့ဘူးလားဒါပေမဲ့ကျွန်တော်တို့စမ်းခန့်15ရက်ဒါပေမဲ့3ရက်ကတော့စိုက်ကြည့်ရသူတို့ရဆက်ရောက်ပြီးကျွန်တော်ကဘယ်လိုဘာနိုင်ငံလို့လဲကျွန်တော်ကိုလံဘီယာဆိုကျွန်တော်မနက်ညခုမနက်ခုပေါ့ည9 နာရီကျွန်တော်ဆက်ရောက်ပြီးကျွန်တော်နားတော့မနာအောင်ည9 နာရီကနေကျွန်တော်ထိုင်ကြည့်ရမနက်9 နာရီတခြားလူတွေလောက်တာဘယ်လိုလောက်တာကိုကျွန်တော်ထိုင်ကြည့်ရဆိုတော့ तू ပြောတော့တာဆိုလို့ရှိရင်သူ့ကိုအလုတ်တန်းခံတယ်ဆိုတဲ့ကိစ္စပေါ့ဒီကိစ္စစိတ်ဝင်စားစရာကောင်းပါဆိုတော့သူတို့ကလူပဲလူရဲဆိုတော့ဒီမှာကျွန်တော်မြင်ရတာပေါ့နော်သူတို့ကွန်ပျူတာတစ်လုံးရှင်ရပြီဖုန်းရှင်ရပြီ drive ရှိမှလည်းထိုင်ပြီးလုပ်လို့ရတယ်ဘာမှလည်းနားလည်စရာမလိုဒီနေ့ခေတ်ကြီးမှာကွန်ပျူတာမနှိမ့်တဲ့ပြီးတော့သူဆိုတော့လည်းတော်ရှားပါလိမ့်ဆိုတော့သူတို့ကလူပဲလူနေတာလာသမျှလူတွေကြားသမျှလူတွေအကုန်လုံးကိုအလုတ်တန်းခံတယ်ဆိုတော့မျိုးကျွန်တော်တို့ဒီမှာမြင်ရတာပါဒါပေမဲ့သူကမေးကြရှိတာကချက်ချင်းအလုတ်ပေးပြီးတော့အလုတ်တင်ပေးတယ်ပေါ့နော်ချက်ချင်းအလုတ်ခိုင်းတယ်ဒါပေမဲ့စာချုပ်တွေမချုပ်အောင်လားပေါ့နော်ဘာသာဘယ်လောက်ပေးမယ်ဆိုတာမျိုးတွေကိုတော့စချင်းမှာပြောတာကိုကျွန်တော်တို့မတွေ့ရပါဘူးကျွန်တော်အဲ့ဒါကိုဆက်မေးထားပါအဲ့ဘက်ချမ်းမလာသေးဘူးဆိုတော့စာချုပ်မထုတ်သေးကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကျတော့သူကအပိုင်ကျွန်တော်တို့ရိုက်ထားပြီးသားဘာလို့လဲဆိုတော့ကျွန်တော်သွားရလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့သူတို့အကုန်ပေးထားပြီးသားတယ်သူကျွန်တော်တို့ဒေတာတွေအကုန်လုံးလည်းပြီးတော့ဥပမာလည်းပတ်စံတွေမှာမရှိတော့ဘူးလို့ပြောထားပြီးသား哦အဲ့တော့သူကအပိုင်ပဲကျွန်တော်တို့အဲ့အတွက်အစမ်းကန်လောက်ရမယ်မကြိုက်လို့ရှိရင်တော့ဖြုတ်မယ်ပတ်စံကျွန်တော်တသိန်းဝယ်ဆုံးမယ်ပေါ့နော်သူအလုံးကိုကျွန်တော်တို့ပြောတာ哦အဲ့ဒီမှာကဘူးပြောင်းကာလာဖြစ်နေတာဟိုကျွန်တော်တို့ရောက်တဲ့အချိန်မှာကျတော့8890ဆိုတဲ့သူတို့ရဲ့ပြီးရမယ့်ငွေကြေးတစ်ခုရှိတယ်အဲကြောင့်မလို့ကျွန်တော်တို့တွေဘာမှမတတ်မှတ်သေး8890ဆိုတဲ့အတွက်စသဝင်အဲ့တော့လူတွေကအလုပ်သမားတွေကဒီရက်ကိုသူတို့က6လစာလားတစ်နှစ်စာလားမသိဘူးဟိုဒါဘယ်8900ပေါ့ဘယ်8900ရောက်ဘယ်9000ကျော်လောက်ပေးရတယ်ပေါ့တယောက်အမှဒီကိုနေဖို့အတွက်အလုပ်လုပ်ဖို့တော့ဟိုဆောင်ဝေးရကုန်နေရဆောင်ပေးရတယ်သူဒီထဲမှာပြောသွားတဲ့8890ဆိုတဲ့နံပါတ်ပါသူတို့ကတော့ဒါသူတို့အသုံးလို့သူတို့အခေါ်နဲ့ခေါ်ကြတာပါတကယ်ဒါဘတ်ငွေထိုင်းဘတ်ငွေပမာဏကိုပြောတာ8890နဲ့တကြက်ပေါ့နော်ဆိုတော့သူကတော့8900ဝန်းကျင်ဆိုပြီးတော့ပြောတာပေါ့ဆိုတော့ဒီထဲမှာကျွန်တော်ဒီမှာနားလည်ရမှာကဒီကြားဖြန့်အလုပ်သမားတွေက BGF ကိုပေးရတယ်လို့သူပြောသွားတာဒီ8890တကြအရင်တော့ကပေါ့နော်ကိုကပေးရတယ်ဒီအောင်ကျွန်တော်သိပြီးတော့သေချာနားမလဲပါဘူးဆိုတော့အလုပ်သမားတွေက BGF ကိုပတ်စံပေးရဆိုတော့တနည်းအားဖြင့်ဒီထဲမှာအလုပ်လုပ်နေရတဲ့အလုပ်သမားတွေကဆက်ကြီးလိုင်းကြီး BGF ကိုပေးရတဲ့သဘောဆိုတော့ကျွန်တော်သဘောပေါက်ဆိုတော့လည်းဒီကြောင့်ကိုကျွန်တော်ထပ်ပြီးတော့ရှင်းရှင်းလင်းလင်းသိအောင်သူ့ကိုထပ်မေးရပါတယ်ရထိုက်ယုံ BGF ကိုပေးရတာပေါ့ရထိုက်ယုံကနေပြီးတော့အလုပ်သမားတွေတယောက်အခွန်ဆောင်ပေးရတယ် BGF ကိုသူတို့ကအခုအဲ့ကျင်ကျွန်တော်ရောက်လို့ရှိရင်ကျတော့ပူပြောင်းကာလဖြစ်သွားတဲ့အတွက်သူကအဲ့လိုမဟုတ်တော့ဘဲနဲ့တနည်းစာမဟုတ်တော့ဘဲနဲ့သူကတလားစာကိုကျွန်တော်တို့ဘယ်လောက်တောင်းလဲဆိုတော့2000တောင်းတယ်ဘယ်2000ပေးရသူတို့ကဝန်ထမ်းတယောက်အတွက်ကိုတဲ့အဲ့ကုမ္ပဏီကနေပြီးတော့ဘယ်2000ဆောင်ပေးရအဲ့တော့ကျွန်တော်တို့ကဂျားထဲမှာဟိုဒါကျွန်တော်တို့စာချုပ်တန်းထုတ်လာပြီဆိုလို့ရှိရင်သူက2000တန်းဆောင်ရတာမှာသူကျွန်တော်တို့တွေကိုအလုံးနိုင်လားမလုံးနိုင်လားသူကစမ်းသက်တာခုနပြောတော့တဲ့အထက်မှာကျွန်တော်တို့ထပ်ပြီးတော့သိရတာတွေတော်တော်များပါတယ်ဆိုအလုပ်လုပ်တဲ့လူတယောက်ကတယောက်ချင်းအလိုက်ဒီရထိုက်ကုမ္ပဏီဆိုခုနရှစ်ကျင်ကုမ္ပဏီကနေပြီးတော့အဲ့ဒီအလုပ်သမားတွေစီကပတ်စံပြန်ယူတယ်
သဘောကသူတို့ကနေအဲ့ဒီကုမ္ပဏီကိုလာစားဒီရထိုက်ကုမ္ပဏီကနေပြီးတော့လာစားပြီးတယ်အဲ့ဒီလာစားတွေကနေပြီးတော့ BGF အတွက်တတ်ဒါဘတ်ထိုင်းဘတ်2000ထပ်ဖြတ်တယ်ပေါ့။ဒါကြောင့်ဒီမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိရတာကကြားဖြန့်အလုပ်သမားတွေစီကနေ BGF ကတိုက်ရိုက်ပေါ့နော်ဒီရထိုက်ကုမ္ပဏီစီကနေပြီးတော့တစ်ဆင့်ဒီကြားဖြန့်လုပ်နေတဲ့အလုပ်သမားတွေစီကနေပတ်စံရနေတယ်ဆိုတော့ကျွန်တော်တို့ဒီမှာနားလည်ရတယ်။အဲ့တော့ပြီးတော့ဒီထဲမှာဒီလိုအလုပ်သမားပေါင်းဘယ်လောက်ရှိနေနိုင်သလဲဆိုတော့ရထိုက်ရုံမှလည်းစရင်းအတိအကျရှိပါဟုတ်တယ်သူတို့ကလူသမားချင်းတဦးချင်းအလိုက်ဒီ BGF ကိုပတ်စံပြန်ပေးရတာပြီးတော့သူတို့ကိုယ်တိုင်လည်းပတ်စံရှင်းသူတို့မှာစင်းရည်ရရှိနေမှာပြီးတော့ BGF မှာလည်းဒီထဲမှာဒီလိုကြားဖြန့်လုပ်နေတဲ့အလုပ်သမားပေါင်းဘယ်လောက်ရှိတယ်ဆိုတဲ့စီးရင်ကအတိအကျရှိမှာပေါ့ဆိုတော့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ပြန်ကြည့်ရတယ်အရင်ကဒီမွေးစောချစ်သူတို့ဒီ BGF ကကောင်းဆောင်တောက်လျှောက်ပြောကျွန်တော်တို့ကမြေပဲငှားစားတာပါဆိုတဲ့စကားကိုဒီမှာကျွန်တော်ပြန်သတိရပြီ။ဆက်လက်ဆိုတော့သူစီကနိုင်တာဆိုအဲ3ရက်ကျွန်တော်စောင့်ကြည့်။စောင့်ကြည့်ကျွန်တော်ကလည်းလုံနိုင်တယ်ပေါ့။ဘာမှလုံနိုင်တယ်ဆိုတာဘာမှလုပ်စီအောင်မလို့อ่ะသူကတိုက်ပြီးနေပါလေတော့ခေါ်တယ်ဆိုပေမဲ့လည်းအကြီးကဆိုတော့လိုပြောမလဲစာချတဲ့ပုံစံလိုပေါ့ operator ပုံစံမျိုးဒီဘက်ကစာဝင်လာရင်သူနဲ့တိုက်ဖက်တဲ့စာလေးပြန်ပေးရတယ်ပေါ့။ဘာလဲပေါ့ပထမပိုင်းအဆင့်ကတော့ကျွန်တော် finding လို့ခေါ်တာပေါ့ကွာ finding အဆင့်ပေါ့ပထမဆုံးစသချင်းကျွန်တော် finding လို့ခေါ်တယ်ခုဒီမှာသူစပြောလာတဲ့စကားလုံးက finding ပေါ့နော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ပထမအဆင့်ကြားဖြန့်ဒီလူတွေကိုလိန်နဲ့ online ကနေလိန်တဲ့လုပ်ငန်းရဲ့ပထမအဆင့် finding မှာဆိုတာကသူတို့လူစရှာတဲ့အဆင့်မှာဒါပြောရရင်တော့သားကောင်ရှာတဲ့အဆင့်ကိုစပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းတွေကိုစာတွေဝင်လာတာ email တွေဝင်လာတာနောက်ပြီးတော့ Facebook ကနေ Instagram ကနေ TikTok ကနေပြီးကျွန်တော်တို့ကြော်ညာတွေမြင်တဲ့အဲ့ကြော်ညာတွေကနေတစင်လူတွေရောက်လာတာအဲ့ဒီကိစ္စတွေအကုန်လုံးကဒီ finding နဲ့မှာပါသွားတယ်သူပြောတော့ကျွန်တော်နားထောင်ကြည့်အောင် finding ကလူရှာတဲ့ပုံစံမျိုးအဲ့ဒါလူရှာတာကိုပြောတာပေါ့ finding အဲ့လိုလူရှာတာပေါ့လောက်တော့ပါပြီသူရဲ့ process ကိုနားလဲသွားပြီဆိုလို့ဆိုရင်သူကအဲ့ finding နေရာနဲ့စလို့ပါကျွန်တော်တို့ခုနကပြောတဲ့ finding ပြီးသွားတော့မှသူကဒါနောက်တစ်ဆင့် reception ဆိုတဲ့ဒုတိယအဆင့်ကိုရောက်တာပေါ့နော်ဆိုတော့ reception ကြတော့မှဒီပထမအဆင့် finding မှာရှာထားတဲ့လူတွေအဲ့ဒီရလာတဲ့လူတွေကိုဒီ reception မှာငွေတွေထပ်ပြီးတော့မထည့်အောင်လုပ်ပေါ့နော်ကျွန်တော်တို့ crypto ပဲဖြစ်ဖြစ်ဒီ shopping website တွေကနေပြီးတော့ထပ်ပြီးတော့ဒီ click လုပ်လို့ရှိရင်ငွေရတယ်ဆိုတော့ website တွေကနေပြီးထပ်ပြီးတော့ငွေတွေထပ်ထည့်အောင်စီယုံပြီးပြောအဲ့လိုတွေငွေထုတ်ချင်လောက်အောင်လုပ်တာပေါ့နော်သူတို့အထဲကို900ထည့်ရင်ထပ်ပြီးတော့ထုတ်လို့ရမယ်600ထည့်ရင်ထပ်ပြီးထုတ်လို့နောက်ထပ်1000ထည့်ရင်ထပ်ထုတ်လို့ရမယ်ဆိုတာမျိုးတွေမလုံးတွေပေးပြီးတော့ထပ်ဆင့်လုပ်ရတဲ့အလုပ်ပေါ့အဲ့ဒီအလုပ်ကိုရောက်လာတာကိုဒါကိုဒုတိယအဆင့် reception ကိုရောက်လာတာပေါ့နော်အဲ့ဒီအဆင့်ကိုဒါ finding ကနေဒီ reception မှာအဲ့ဒီအဆင့်ရောက်လို့ရှိရင်ပို့လိုက်တာအဲ့ဒီအစားတော့မလုပ်တယ်ဆိုတော့ကျွန်တော်တို့9နာရီအလုံးစဝင်နေဆိုလို့ရှိရင်10နာရီ9နာရီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ WhatsApp account တွေပြီး9နာရီ10ရောက်တာနဲ့ကျောင်းကြီးကလည်းကျွန်တော် PC တစ်လုံးမှာ WhatsApp account တွေရောက်ပြီးတော့လာတော့ပြီးတော့လာတော့ကျွန်တော် WhatsApp ကဘယ်လိုပြီးလဲဆိုတော့ကွန်ပျူတာမှာတော့ free သူရဲ့ software ကိုတော့ဘယ်လိုပြောမလဲ software ရေးထားပြီးသားအဲ့ဒီမှာအကောက်တွေအများကြီးကတခါတည်းသုံးလို့လွယ်အောင်လို့ပေါ့ထိပ်ပြီးသားလေကြိုက်ပဲဖုန်းနံပါတ်5လုံးကြိုက်တဲ့ဖုန်းနံပါတ်ကိုလာကျွန်တော်တို့ကတွေးရတဲ့ဥစ္စာဒီဘယ်လိုပြောမလဲ customer တွေကတစုတစည်းလေးရှိအဲ့လိုပုံစံကိုသူက design ဆွဲပြီးတော့ application ရေးထားပြီးသားသူကအဲ့တော့ဖုန်းနံပါတ်10လုံးလောက်ပဲထည့်တာကျွန်တော်တို့ရှိမှပြောနေရတာကျွန်တော်တစ်လုံးနဲ့ပြောနေရတယ်ကျွန်တော်ကပြောရတာအခုနားမှာအဲ့လိုမျိုးသူတို့ဒီဇိုင်းဆွဲတာပြီးအဲ့ဒါနဲ့တဲ့ဥစ္စာလာကျွန်တော်အဲ့ဒါနဲ့ပို့သူတို့တွေကိုစာပြန်ပို့စာပို့ရင်းနဲ့အလုပ်ရရတယ်ဆို finding မှာကြီးကဘာလို့လဲဆိုတော့ customer တွေလာတယ်သူကဒီလိုကျွန်တော် customer လို့ပဲခေါ်တာပေါ့နော်သူလာတယ်သူက
ကြော်ညာတွေကနေတော့သူတိုက်တဲ့ကြော်ညာနေတာလားသူ delivery ကြော်ညာပဲလားဘယ်ကြော်ညာပဲလားကျွန်တော်တို့လူချင်းတဲ့နေရာဆွဲပေါ်လာတာပေါ့နော်သူကအဲ့လိုမျိုးအတိကအဲ့တော့ကြော်ညာတွေမှာပတ်စံရအောင်ရှာဖွေနည်းတို့ဘလို့3မိနစ်နဲ့ပတ်စံအမြန်ရနည်းတို့အဲ့လိုမျိုးလာ3နာရီလောက်နဲ့ဘယ်လောက်ရနည်းတို့အဲ့လိုပုံစံမျိုးတွေနဲ့သူကလာကြပတ်စံဘလို့ရအောင်ရှာမလဲဆိုတော်တော်များလာပြီးကြတယ်အဲ့ကြရင်ကျွန်တော်ကရင်းဆုံးကိုမြတ်တမတာရဲ့ platform ဆိုတဲ့တမတာ platform တော့အကြီးကတော့ဟိုဘယ်လိုပြောမလဲကျွန်တော် website ကိုပုံစံမျိုးမှာ application ပဲဒါပေမဲ့ဟိုမြင်အောင်ပြောရမယ်ဆိုရင်ဘယ်လိုမလဲwebsite ကလည်းဝင်ရတယ် link ကလည်းဝင်ရတယ် application ပဲအဲ့ဒီမှာဟိုကျွန်တော်အခုဆိုထားပါတော့ slot တွေလိုပဲဟိုက link တစ်ခုကနေဝင်ပြီးတော့အဲ့မှာအဲ့ဒီမှာကျွန်တော် platform ကတော့ဘယ်လိုလဲဆို online shopping တွေအကြီးကပုံစံပွားတာရှင်းကိုအကြီးကပုံစံပွားတာရှင်းနဲ့ဥစားပေးတူတယ်တူပြီးတော့ဒါပေမဲ့အထင်းမှာလုံးလုံးတဲ့ပုံတွေကမတူဘူးပေါ့ဥစားပေးတူပြီးတော့ order လေးမှားတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးပုံစံမျိုးကိုသူ့အကောင့်တစ်ခုဝင်လာလိုက်ကောက်ထု register ဝင်လာတယ် link တစ်ခုပေးလိုက်မင်းအလုပ်လုပ်ချင်တယ်ပတ်စံရချင်တယ်ပတ်စံရှာချင်တယ်ဆိုလို့ရှိရင်ဒီကောက်ကိုဒီ register လုပ်ရမယ်မင်းဖုန်းတစ်ခုပူလာတဲ့ဖုန်းနံပါတ်နဲ့ register လုပ်ရမယ်ဆိုပြီးသူ့ကျွန်တော်က link တစ်ခုချပဲသူက register လုပ်လိုက်အကောင့်ပေါက်သွားပြီဆိုလို့ရှိရင်သူ့Telegram ဖွင့်ခိုင်းတယ်ဒီက main အိမ်မှာ Telegram လေးအောင် Telegram မှာစလိမ့်Telegram ကောက်ရှိမှရအဲ့တော့သူ Telegram မှာဖွင့်တဲ့လေဖွင့်ပြီးတယ် Telegram ဖွင့်ပြီးတင်ပြီး Telegram ဖွင့်တယ် Telegram ဖွင့်ခိုင်းတယ်အဲ့ဒီက register အောက်သွားဆိုရင်အဲ့ဖုန်းနံပါတ်နဲ့ Telegram ဖွင့်ခိုင်းသူ့နောက်လို့ရှိရင်အဲ့သူ့ဖွင့်ပေးလိုက်တဲ့ကျွန်တော်ရဲ့ platform ပေါ့ရှင်းလို့ပုံစံမျိုးအကောက်ပါအဲမှာပတ်စံပါပြီးတာသူတို့ပတ်စံတော့မယ်ဆိုတော့အဲ့လုံးကဟိုကိုလံဘီယာဆိုလို့ရှိရင်သူတို့400 500ပေါ့သူတို့ကိုလံဘီယာငွေအဲ့လိုပုံစံမျိုးထည့်တာပြီးအလို့သမားတယောက်ရဲ့တနည်းစာဝင်ငွေကြီးပါတော့ထည့်ပေးတာနေရောင်ဝင်ငွေကြီးပါပေါ့သူသူပတ်စံဘလို့ထုံနည်းနောက်ဝိုင်းကထုံနည်းနဲ့ပေါ့ဒီမှာအဲ့တော့ရှိပြီးသွားပြီဆိုရင်ကိုကလိုချင်တာအကုန်လုံးသိချင်တောင်းဟုတ်လားမင်းသူအဲ့ဒီမှာရသူကအကောင့်စောက်ဖို့ဆိုရဲသူကသူ့အတက်ရဲ့ဘဏ်အကောင့်ရှိမရှိတို့တင်မလားသူအဲ့လိုအဓိကလိုရတာလေးပဲအသက်ရဲ့ဘဏ်အကောင့်ရှိလားအဲ့လိုဒီလုပ်ဘူးလားစိတ်ဝင်စားလားအဲ့လိုပုံစံမျိုးလေးပေါ့ကျွန်တော်လိုချင်တဲ့ data လေးကိုသူရှက်တောင်းဘာဖြစ်လို့လဲဆိုတော့အကောင့်ဖွင့်လိုက်ပြီဆိုတာနဲ့သူကဘာဖုန်းနဲ့အကောင့်ဖွင့်လိုက်တယ်ပြီးတော့သူ့ IP address ကဒီဘက်ကရသွားတယ် IP address တခုရသွားပြီဆိုတဲ့အတွက်သူကျော်ဒီဘက်မှာစစ်လိုက်တာနဲ့သူဘယ်နှကောက်ဖွင့်လာလဲဆိုတာဒီလာဗီဇာသူဆိုတာလည်းသိကျွန်တော်တို့ဒီသူက3ဗီဇာသူဆိုတာလည်းသိပေါ့အဲ့တော့အဲ့လိုမှဒီလိုပဲပြီးအဲ့လိုစစ်ထုတ်ပေးရစစ်ထုတ်ပေးပြီးသွားပြီးသူဒီပဲဒီလူကလာဗီဇာဒါပေမဲ့အဆက်တစ်ခေါက်မှမထုတ်ရသေးဘူးဘာလို့ဆိုလို့ဆိုရင်သူနဲ့စကားတွေကပြောပြီးတော့ဒီတည်းကိုဘယ်လောက်ရနိုင်လဲဘယ်လောက်တလားလုံးဘယ်လောက်ရနိုင်လဲဒီနေ့ဘယ်လောက်ရနိုင်လဲအဲ့လုံးနဲ့ဆိုပြီးစကားပြောမလုံးလေးပြီးတာပေါ့သူတို့ဒါပေမဲ့သူတို့ကပတ်စံဘယ်လိုထုတ်ရမလဲဆိုတော့ပတ်စံပဲထုတ်ချင်တယ်အဲ့ပတ်စံဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်ကထုတ်မပေးဘူးကျွန်တော်ကအလုတ်ကဘယ်လိုရရဲဆိုတော့မလုံးလေးပဲပြီးတော့ပြပြီးတော့မှ reception ဆိုတဲ့ထားတပွဲတင်းရှိတယ်ပေါ့ reception ပေါ့နော် reception ဆိုတာနောက်တစ်ဆင့်ဟိုတော့ fat deposit လို့လည်းခေါ်တယ်ပတ်စံလည်း fat deposit ပေါ့နော်အဓိကပတ်စံတောင်းတာပေါ့ပြီးတော့ပတ်စံထုတ်ပေးတာပေါ့အဲ့လိုမျိုးတွေရှိကျွန်တော်အဲ့နေပြီးတော့သူ့ရဲ့ data တွေအသက်တွေဖုန်းနံပါတ်တွေTelegram account တွေသူ IP address တွေပါတယ်အကုန်လုံးအဲ့ဒါတွေစုပြီးတော့လည်းမင်းပတ်စံထုံကြီးကိုမင်းနောက်ထပ်ဆရာပဲဖြစ်မင်းရဲ့ reception နဲ့ပဲဖြစ်ဒီအလုပ်ကဒီလုပ်ရဲ့ partner reception နဲ့ကိုဆက်သွယ်ပါဆိုပြီးသူဒီပတ်စံထုတ်ခြင်းနဲ့အလုပ်စိတ်ဝင်စားရဆိုပြီးသူအဲ့လိုမျိုးပေးလိုက်တယ်ကျွန်တော်ပေးလိုက်တဲ့အချိန်မှာပေးလိုက်ပြီဆိုတာနဲ့အဲ့ကသွားမဲ့လူတေးကြလိုက်လူပဲပေးတာဒါမှပြီးသွားရင်လည်းမသွားအောင်လည်းပြောတာကျွန်တော်ကအဲ့လိုမျိုးအဲ့ reception issue ရောက်သွားတယ်ဒီကအဲ့ resident ရောက်သွားပြီပေါ့အကြလို့ရှိရင်
ဒီ finding ကဏ္ဍပြီးတော့ ဒီထဲမှာပြောသွားတာကအရေးကြီးပါတယ်ဘာလို့လဲဆိုသူတို့ကဒီကြော်ညာတွေအများကြီးထည့်တယ်ပေါ့နော်ကြော်ညာတွေအများကြီးထည့်တယ်အဲ့ဒီကြော်ညာတွေကကျွန်တော်တို့အခု Facebook ပေါ်မှာမြင်နေရတယ်အထူးသဖြင့်တော့သူပြောသွားတယ်မှာ Shein ပေါ့နော် Shein and ဒီဒစိမ့်နဲ့တူတဲ့ဟာတွေလောက်ထားတာရှိတယ်အဲ့ဒီ website နဲ့တူတာတွေလောက်ထားတာရှိကျွန်တော်တို့ရုပ်တရက် internet ပါမဝဘူးဆိုလို့ရှိရင်တော့အထူးသဖြင့်တော့ဒီ social media literacy နဲ့ပတ်သက်ပြီးတော့နည်းနည်းအကျွမ်းတော်ရင်မရှိဘူးဆိုရင်တော့သူတို့ကကြော်ညာမြင်လိုက်လို့ရှိရင်ဒီကြော်ညာကဟာဒါပစ္စည်းတစ်ခုကိုရောင်းနေတယ်လို့ပဲထင်တယ်ကျွန်တော်နှိမ့်လိုက်တော့မှ Facebook ကလည်းအဲ့ဒါတွေကိုမသိစက်ဘူးသူကဘယ်ကုမ္ပဏီကအတူလဲဘယ်ကုမ္ပဏီအဆက်လဲဆိုမသိစပဲနဲ့ပတ်စံရရင်ပြီးတော့သူတို့ platform မှာတင်ခွင့်ပြုလိုက်တော့လူတွေကမသိဘဲနဲ့နှိမ့်မိတယ်လို့ရှိရင်ကြားဖြန့် website တွေကိုရောက်သွားပြီးတော့အဲ့ဒီကနေတစ်ဆင့်ဟိုဘက်ကလူတွေနဲ့ reception ကလူတွေနဲ့စကားပြောတာဖြစ် finding ကလူတွေနဲ့စကားပြောတယ်စစကားပြောပြီးတော့အလိန်ခံရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကြော်ညာတစ်ခုကိုဒီမှာစပြီးတော့မြင်ပြီးဆိုတာနဲ့တကယ်တော့အတုအစစ်ခွဲခြားဖို့တော့တော်တော်ခက်ပါဆိုတော့ဘယ်ဟာကြားဖြန့်ဒီကြော်ညာတာလဲဘယ်ဒီဟောင်းဘယ်သူတွေကင်တာလဲဆိုတော့တော်တော်ခက်ခဲပါဒါကြောင့်မို့လို့ကျွန်တော်တို့က Facebook မှာမြင်ရတဲ့အဲဒီကြော်ညာတွေနဲ့ပတ်သက်ပြီးတော့တော်တော်သတိထားသင့်တယ်ဆိုတော့ဒီမှာကျွန်တော်တို့နားလည်ရပါတယ်။ပိုင်းနေအဲ့ဒါသူတို့လူတယောက်ရပါတယ်။လူတယောက်ရတဲ့အတွက်သူတယောက်ကိုအဲ့သူ frame နဲ့ကိုလူရောက်90ထည့်တယ်ဆိုလို့ရှိရင်ရောက်90မှာလို့ပြောလို့ရှိရင်သူတို့ performance ကတော့3ရောက်လောက်ရလိုက်လို့ရှိရင် percent ပြည့်တယ်ပေါ့။နောက်ပိုင်းတွေကျတော့ပိုကြီးများလာpercent 30%ရာခိုင်နှုန်းလေးပါဖြစ်လာ။ဒီမှာလူတွေကလည်းအလောက်မဝင်ဘူး။ဒါပေမဲ့လူတွေကလည်းစိတ်ဝင်စားအောင်နောက်ပိုင်းကျတော့လာတဲ့လူတွေဆိုလို့ရှိရင်တော်တော်စိတ်ဝင်စားပြီးတော့ကြော်ညာတွေကလည်းမုန်းဖြစ်နေဒီတော့ဆိုလို့ရှိရင်အယောက်90လွတ်ထားတယ်ဆိုပေမဲ့စကားပြောတဲ့လူက3ယောက်လောက်ပဲရှိတယ်အောင်နောက်ပိုင်းကျအယောက်100 200ကျွန်တော်တို့ interview နေတဲ့လူကအစပိုင်း finding ပထမအဆင့်ကနေဒုတိယအဆင့်ယာရုတိုးပြီးတော့ reception ကိုရောက်သွားတယ်ပေါ့နော်ဆိုဒီအဆင့်မှာအခုနကလူတွေခုနလူတွေကဒီလူတွေကိုအတူလောက်တာလေပြီးတော့ပိုက်ဆံတွေဘလို့ထုတ်ပေးတယ်ဒီကနေပြီးတော့ငွေတွေထပ်သွင်းအောင်ဘလို့လုပ်တယ်လဲနောက်အားကောင်ကိုဘလို့ထပ်ချုပ်တယ်လဲနော်ဆိုတော့ဒီမှာကျွန်တော်တို့နားထောင်ကြည့်အောင်ဆိုတော့ဒီအဆင့်ကနည်းနည်းစိတ်ဝင်စားကြတယ်ဘာလို့လဲဆိုတော့ဒီထဲမှာလူတွေကထပ်ပြီးတော့ငွေတွေထည့်လာကြလို့ရှိဆိုလောဘကိုတော့မတတ်နိုင်တော့ဘူးနော်ဆိုတော့ကိုထည့်ထားတဲ့ငွေပါမသွားအောင်တချို့ကကြတော့သူတို့စီယုံတာပေါ့နော်ဒီထပ်ပြီးတော့ထည့်ပါထပ်တော့မှပြန်ထုတ်ပေးမယ်ဆိုတာမျိုးပြောရင်းနဲ့ထည့်တဲ့ငွေကများလာတာအဲ့မှာတချို့ကြတော့လေလိန်နေမှန်းသိပေမဲ့အပိုက်ဆန်တော့ပြန်အရင်တော့ပြန်ရရင်တော့မနေဘူးဆိုတဲ့စိတ်နဲ့ထပ်ပြီးလုပ်ကြတာပေါ့နော်ဆိုတော့အများစုအလိန်ခံရတာကဒီအဆင့်မှာစပြီးတော့ဒါလိန်ခံရဖို့များတော့ပြီမနော်ဖြစ်နိုင်ချေများတော့ပြီဆိုတဲ့အဆင့်မှာကျွန်တော်တို့နားထောင်ကြည့်အောင်ကျော်ညာတော့တရုတ်တွေကင်တာပေါ့ကွာတရုတ်တွေကင်တယ်သူတို့ကတရုတ်တွေကကျွန်တော်တို့အလုပ်စလုပ်ပြီဆိုတာ ਨੇ အားလုံး ready ဖြစ်ပြီဆိုတာ ਨੇ သူက9နာရီဒါပေမဲ့10နာရီဆိုတာ ਨੇ 10နာရီတော့10နာရီလောက်ကြာနေသူကကျော်ညာစလုပ်တော့အားလုံး ready ဖြစ်ပြီလားသူကကျော်ညာဆွတ်တော့မယ်လို့ပြောတာပေါ့နော်အားလုံး free လွတ်တော့မယ်လို့ပြောရပေါ့နော်သူကမင်းတို့ free နဲ့လူတွေထည့်ပြီးတော့မယ်မင်းတို့ ready ဖြစ်ပြီလားမင်းတို့ free နဲ့လူတွေထည့်တော့အဲ့လိုတော့အချိန်မှာသူကကျော်ညာဘယ်ဟိုင်းလာလဲဆိုတော့ Facebook ကလာတယ်ဆိုတော့အဲ့ Instagram ရဲ့နောက်ပြီးတော့ TikTok အဓိကလာတယ်ပေါ့အဓိကတော့ Facebook နဲ့ Instagram အဓိကလာ TikTok ကနောက်ပိုင်းမှာ TikTok ကလာတာပေါ့ဆိုတော့အခုအဆင့်ကတော့ဒါနောက်ဆုံးအဆင့်ကိုရောက်သွားပြီပေါ့နော်ဆိုသူတို့ခေါ်တော့ကေလာနောက်ဆုံးအဆင့်သုံးကိုရောက်တော့ဆိုတော့ရှေ့မှာအဆင့်1နဲ့အဆင့်2မှာစီယုံသိမ်းသွင်းလာပြီးတော့နောက်ဆုံးငွေတွေထပ်ပြီးတော့ထည့်အောင်လို့နောက်ဆုံးအဆင့်ကကေလာဆိုတဲ့အဆင့်ကိုပြီးတော့ reception ကနေပြီးတော့တွဲလိုက် finding reception ကနေကေလာကိုရောက်ဒီနာမည်ကအင်္ဂလိပ်လို KILLER ဆိုပြီးကေလာလို့ပေါင်းတာဆိုတော့ဒီနေရာမှာကျွန်တော်အလင်းသင်လို့ဒီအင်္ဂလိပ်စကားလုံးတစ်လုံးနဲ့ပတ်သက်ပြီးတော့ထည့်ပြောချင်တယ်အဲ့ဒါကအင်္ဂလိပ်ဒီစာနဲ့ရေးသားမှာဒီ
ဒီ scam လုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေကိုသူတို့ကဘယ်လိုသုံးလို့ရှိတယ်ဆိုတော့စကလုံးတွေကတော့တော်တော်များပါဒါပေမဲ့စကလုံးတစ်ခုကောင်းတဲ့တစ်လုံးက big butchering လို့သုံးပါတယ်ဆိုတော့ကဒီတိုက်ရိုက်ဘာသာပြန်တော့ဝတ်တတ်တာပေါ့နော်ဝတ်တတ်တယ်ပြောချင်တာဟိုရိုးတတ်တာမဟုတ်ဘဲနဲ့အစ်မအစားအစာတွေတောက်လျှောက်ကျွေးလာပြီးတော့ဝါဖီးလာတော့မှစားတန်ကောင်းလာပြီဆိုတဲ့အချိန်မျိုးကြာမှတတ်လိုက်တာ big butchering အဲ့လိုလုပ်တာမျိုးဆိုလို့ဆိုတော့အခုဒီမှာလဲဒါပထမအဆင့် finding ဒါစပြီးတော့လူတွေဟိုကျွေးလာတယ်ဒါမလုံးတွေပေးလာတယ် reception ပို့ပြီးတော့ဒီလိုပို့ပြီးတော့လောဘတွေအတော်မတန်နိုင်အောင်ထပ်ပြီးတော့ဒါမလုံးတွေပေးတယ်ပတ်စံတွေမထည့်အောင်ထပ်လုပ်တယ်နောက်ဆုံးအဆင့်3ကေလာအဆင့်ရောက်တော့မှဒီလိုရုံးမထွက်နိုင်လို့ဆိုတဲ့အချိန်ကြတော့မှဒါလိမ့်လိုက်တယ်ပေါ့နော်ဆိုတော့သူတို့နာမည်ပေးထားတော့သူတို့ကိုယ်တိုင်ခေါ်တဲ့နာမည်ကကေလာပါအဲ့ဒါကိုဆို resistance ရောက်ဒီရောက်တဲ့ခါကျတော့ဘယ်လိုလုပ်ရလဲဆိုတော့သူကဟိုပထမပိုင်းနေကျွန်တော်ရောက်တဲ့အချိန်ဒီမှာလုံးဝပတ်စံထုတ်ပြီးဖတ်တဘိုးစီရမှာပြီးသူပြီးရသွားဖတ်တဘိုးစီရမှာပတ်စံထုတ်ပြီးရအခုသားပါတော့အခုအကောက်ထဲမှာပြီးုံကိုလံဘီယာမှာကိုလံဘီယာမှာ400ရှိတယ်ဆိုလို့ရှင်သူကနောက်ထပ်2ဆလောက်ထည့်ခိုင်းအောင်800လောက်ထည့်ပြီးသွားလို့ဆိုရှင်800လောက်ထည့်ပြီးဆိုရင်မင်း1200ဒါမှမဟုတ်1500ထုတ်လို့ရမယ်သူအဲ့လိုမျိုးမလုံးပေးတာပေါ့1500တော့ထုတ်လို့ရမယ်အဲ့လိုမှသူတို့မရဘူးဆိုလို့ရင် short ပြီးတော့ထည့်ခိုင်းတာပေါ့ဒါပေါ့400ထည့်တိုင်းတော့မင်း900ပဲထည့်အဲ့လိုကြီးဆိုရှင်မင်းအလုံးပေါင်း900ထုတ်လို့ရဆိုတဲ့ပုံစံမျိုးတွေသူအဲ့လိုမျိုးမလုံးပေးပြီးတော့သူညာပြောပြီးတော့အဲ့လိုတော့ကတကယ်ထည့်ပြီးဆိုတာနဲ့တကယ်ထုတ်ပြီးပမာအချိန်ထည့်ပြီးဆိုတာထုတ်ပြီးတာအဲ့လိုထုတ်ပြီးလို့လည်းမရအောင်ထုတ်ပြီးဆိုတော့ပတ်စံထုတ်ပြီးမဲ့အလူကနောက်တစ်ယောက်သူဖြည့်တာဆိုတော့တကယ်ရှိဆိုဒီနေရာမှာသူတို့တချို့ကြတော့ဒီလာစာကိုမက်ကြတဲ့လူတွေရှိတယ်ဆိုတော့သူတို့လာစာဘယ်လောက်ရတယ်လဲပြီးတော့ဘာတွေထပ်ကုန်တယ်လဲဆိုတော့ဘသူ့ကိုပေးကြရတယ်လေဆိုတော့ဒီမှာသူထပ်ပြီးတော့ပြောပါတယ်အဲ့ဒါတရုတ်ပြည်ဆိုတော့အများလုပ်တယ်နောက်ပိုင်းမှာမြန်မာတွေခံလာတာပေါ့နော်တရုတ်ပြည်ဆိုတော့အများရှိတယ်တရုတ်ပြည်ကသူတို့ကျွန်တော်ဘရောင်း3ပြည်ဆိုလို့ရှိရင်လူကုန်ကူးထားတဲ့တရုတ်ပြည်သူကအဲ့လိုအဲ့တရုတ်ပြည်ဆိုလို့ရှိရင်သူကသူနဲ့မှသာပြောအောင်သူကကီလာဆိုတဲ့အတိုင်းသူကအဲ့ကျွန်တော်တို့ပို့သမျှ presentation ကပို့တဲ့ပြည်အကုန်လုံးကိုသူကကီရတော့ပတ်စံထုတ်ပေးပြီးသွားလို့ရှိရင်ပတ်စံထည့်ခိုင်းတဲ့ဥစ္စာတွေပေါ့နော်ဟုတ်တယ်ပြောမယ်ဆိုလို့ရှိရင်ဟိုဒီ process ကဘယ်လိုလဲဆိုအလုပ်တစ်ခုမှာအလုပ်တစ်ခုဟိုက register လုပ်လိုက်ပြီကျွန်တော်ရှိမှာဒါပေမဲ့ပထမပိုင်းပတ်စံထုတ်ပေးလိုက်ထားလိုက်ကေလာကြီးရောက်သွားတဲ့အဆင့်မှာလည်းလို့ BRB 6ဆင့်ရှိ3ခုပဲလုပ်တာနဲ့ပုံမှန်ဝန်ထမ်းဖြစ်ပြီးတော့နေ့တွေဘာလုံးမလုပ်စီရမလို့တော့အားလုံးမလုပ်စီရမလို့တော့ပဲနဲ့ပတ်စံပုံမှန်အခုနောက်ဆုံးရတဲ့မမျော်လင့်နိုင်တဲ့လာတာပေါ့မြန်မာဝင်နဲ့အခုတာမှာအခုမြန်မာဝင်တာမှာတော့လို့ရှိလို့ရှိရင်ကိုဒေးလိုလောက2000ဆိုလို့ရှိရင်အဲ့ဒီမှာတော့3သိန်းလောက်ရမယ်ပြီးတော့နေ့တွေဘာမှမလုပ်ဘဲနဲ့ဒီအလုပ်လေး3ခုဖြစ်ချာ PMB 3ခုလောက်ပြီးသွားရင် PMB 3ခုလောက်အောင်ပြီးသွားရင်1 2 3 1တော့6ခုရှိအောင် random ချိန်တာ3ခုလောက် online တာနဲ့3ခုပြီးတာနဲ့မင်းအလုပ်တွေပြီးတာနဲ့ဒီနေ့စဉ်အလုပ်ပတ်စံတွေရနေမှာဆိုတဲ့ပုံစံမျိုးနဲ့ဆွဲဆောင်အဲ့လိုပုံစံမျိုးဒါပေမဲ့နှစ်ခု PMB 3လေးရှိတာအောင်1မှာထုတ်ပြီးတယ် PMB 2မှာလည်းသူတို့ဒီစားလုပ်ပြီးတော့ထုတ်ပြီးတယ်3ဆိုတာလည်းတော့ရှောက်အကေးတွေပဲရှိတော့အကေးဆိုတာအတောင်းတွေပဲရှိတော့ဒါနဲ့အဲ့ဒီမှာလည်း customer ဘယ်လိုရောမလဲဝေကလက်လွန်သွားတဲ့အနေအထားကိုရောက်သွားပြီဆိုတော့အခုအာနာသိန်းစစ်ကောင်စီနဲ့ BGF နဲ့အခုနှင်းလို့တော့မှလူတွေအများကြီးထွက်လာတော့ကျွန်တော်မြင်ရမှာပေါ့နော်ဆိုတော့မြန်မာနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေပေါ့ဆိုတော့ဒါမဲ့ကျွန်တော်အရှိမပြောလူတွေကအစွန်းထွက်ပဲရှိတယ်ဆိုတဲ့ကိစ္စဆိုတော့အခုကျွန်တော်သူနဲ့အင်တာဗျူးထဲမှာဒီရွှေကုတ်ကုံမှာခ
ခံမှန်းကြီးလူပေါင်းဘလောက်လောက်အလုပ်လုပ်နေနိုင်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တွက်ချက်ကြည့်နေဖို့စူးစမ်းကြည့်ပါတယ်ဆိုတော့ကဒီဘက်ကိုတော့ကျွန်တော်နည်းနည်းဒီနားထောင်နေတဲ့မိတ်ဆွေအနေနဲ့တီးခံနားထောင်ကြပါလို့ပြောပြဘာလို့လဲဆိုတော့သူပြောတာကအခန်းတွေရောလူပမာဏတွေတော်တော်အသေးစိတ်ပါတယ်ဒါကြောင့်မို့လို့ဒါမဲ့သူပြောတာကိုတေချာနားထောင်ကြည့်ရင်တော့ဒီမှာလူပေါင်းဘလောက်ရှိနိုင်တော့တယ်လဲဆိုတော့ခံမှန်းတွက်ချက်တာမျိုးကျွန်တော်တို့တွက်ကြည့်လို့ရပါတယ်ဒီကတိုက်တာရော6ထက်တိုက်တော့ရှိတယ်6ထက်တိုက်ဆိုမယ်အဲ့တိုက်ကဟောတိုက်တယ်အဲ့ခန်းလိုက်အောင်အတော်ရဲသွားတယ်ဟောတိုက်ပြီးမှဂရုလေးကြီးနဲ့သွားတော့ကဒီဂရုတခုမှာကအယောက်30လောက်ရှိအယောက်30ရှိတယ်ဂရုမှာအယောက်30ရှိတယ်10ယောက်ဂရုက10ယောက်15လောက်ကပိုင်းနေဆိုလို့ရှိရင်10ယောက်လောက်က research ကျန်တဲ့အားရောလောက်ကကေလာနောက်မှပြီးလို့ဆိုရှင်အဲ့ကေလာတွေမှာကျတော့ပမောင်ရဲ့မြန်မာတွေပဲဖိုင်လေးမှာလည်းမြန်မာတွေပဲဒီကျွန်တော်လုပ်ရနေရတယ်ပေါ့နော်ကြားမှာတော့ကြားလူတွေရှိတော့research မှာလည်းမြန်မာတွေပဲပြီးတော့အဲ့ကေလာပိုင်းမှာကျတော့တရုံနဲ့နေချက်လာကျွန်တော်ကေလာဆိုတော့ပတ်စံတောင်းတဲ့အပိုင်းတွေမှာပတ်စံတောင်းတဲ့အပိုင်းတွေပတ်စံထုတ်ပေးတဲ့အပိုင်းတွေဆိုတော့တရုတ်ပါလာတယ်ဒီလိုပဲကောင်းအောင်ဒီရာတယောက်ရှိတယ်အဲ့ဒါချူးခံလို့လည်းပေါ့ဒီရာလို့တို့ချူးခံတော့ပေါ့ဒီရာပဲပေါ့အဲ့တယောက်ရှိတယ်သူကလည်းအလိုရှေ့ရပါတဲ့အပွဲထဲမှာပါပေါ့ပြောမှတော့စင်တော်တိုင်းမြင့်ဆိုလို့ရှိရင်တိုင်းမြင့်တိုင်းလုံးပိုင်တဲ့တတိရှိတယ်အဲ့တတိရမှာဒီတလောပိုင်တဲ့တတိတယောက်ရှိတယ်တလောပိုင်တဲ့ဒီအဲ့တလောပိုင်တဲ့တတိရမှာဂရုကိုဦးဆောင်ပြီးတော့လုပ်တဲ့တယောက်ရှိတယ်အဲ့တို့ချင်းချင်းတို့ရှေ့ရလေးတွေနဲ့လို့အစစ်အများကြီးပဲအကုန်လုံးကတယောက်တည်းပိုင်တာတော့မဟုတ်ဘူးစောက်ဖူထဲမှာတော့3 ပြပြောအောင်ဆိုတာတော့3 ပြကျွန်တော်ကအဲ့ကွာတစ်ခုပဲလုပ်ခဲ့တာကိုလံဘီယာရဲ့သူကမက္ကဆီကိုရဲ့လုပ်တယ်မက္ကဆီကိုကအရောက်ဟိုလောက်ရှိမယ်မက္ကဆီကိုကကျွန်တော်အခန်းသာလောက်ပဲဒီပဲနော်အဲ့လိုအခန်းပေါင်းက16လောက်ရှိတယ်ကျွန်တော်အခန်းသာလောက်လေးမက္ကဆီကိုတော့မှရောက်တရားကျော်လောက်ရှိမယ်ကျွန်တော်တို့ဒီဘက်ကလည်းဟိုတော့20တန်းဝီရန်တော့80ဘောကပုံမျိုးစီတော့အဲ့လိုတတိယကိုတရားနီးပါးလောက်ရှိတယ်ဟိုကတင်လားပထမဆုံး 3D မှာ2တင်းပဲရှိတယ်သူကနိုင်ငံတစ်ခုကို1တင်းကိုနိုင်ငံတစ်ခု1တင်းဆိုရတဲ့ဟိုမက္ကဆီကိုက1တင်းဟိုကိုလံဘီယာ1တင်းအဲ့ဒါမဲ့အဲ့အကုန်လုံးကိုကျွန်တော်ကေလာဆိုရဲကျွန်တော်ကဒီဓာတွေပေါ့ကေလာဆိုတော့ကေလာရဲ့ဒီဓာရဲ့ကျွန်တော်တို့ဟိုစီယန်ထိန်းသိမ်းတာလည်းဒီလိုပဲပိုင်းတော့တာလည်းဒီလိုပဲပေါ့နော်အဲ့ဒီမှာတရုတ်တွေရှိတယ်ဟိုကျွန်တော်9ယောက်လောက်ရှိတယ်ဆိုလို့ရှိရင်ဟိုမြန်မာ3ယောက်လောက်ကျန်တဲ့တော့2ယောက်ကတရုတ်အဲ့သူတို့အောက်မှာသူတို့အထက်မှာထပ်ပြီးလီဒါရှိတယ်အဲ့လီဒါကလုံးဝတရုတ်က2ယောက်ပဲ2ယောက်လောက်ပဲရှိအများဆုံးဒီရာတော့1ယောက်ပဲရှိတာပေါ့ပုံမှန်ဆိုလို့ရှိရင်1ယောက်ပဲရှိတာအများဆုံး2ယောက်တော့ရှိတယ်အားရလို့ရှိရင်ဒီလိုတရုတ်တွေကပတ်သက်ရှိသွားလို့ဆိုရင်ပိုဒလင်နဲ့တွဲရတာတော့ပါအဲ့လိုတွဲပြီးတော့လုပ်နေတော့အဲ့လိုမျိုးရှိတယ်အမှန်ကြီးဟိုကကျွန်တော်ယုံနေအမှာအများကျွန်တော်လုပ်တာတော့မှ2ယုံပေါ့နော်2ယုံကျွန်တော်လုပ်တဲ့ 3D မှာတော့မှ 3D သွားလဲအပွဲလေးပဲရှိသေးတယ်သူ့ရဲ့ main ကရွှေဒင်းကားမြိုင်တဲ့ main ရှိတယ်ကျွန်တော် 3D အပွဲမှာ 3D ကဆောင်က6ဆောင်လောက်ရှိတယ်အလုံးဆောင်ပေါ့နော်အိတ်ဆောင်ကိုအလုံးဆောင်နေတယ်6ဆောင်ရှိတယ်6ဆောင်မှာဟိုတစ်ဆောင်မှာဆိုလို့ရှိရင်9ခန်းရှိမယ်အပေါ်က9 10ခန်းရှိမယ်အောက်ထပ်9တော့ခန်း30ရှိဒါနဲ့သူအောက်ထပ်ကဟာတွေကကားတွေပိတ်တာတော့မကြည့်ရအောင်ဘာလို့လဲဆိုတော့ဒီကောင်မလေးချစ်တော်လေးတွေပဲဝင်သွားတာမော်ဒယ်ပုံစံမျိုးလေးတွေဝင်သွားတာပါလောက်ပဲကြည့်ရအောက်ထပ်ဒါနဲ့ကျွန်တော်အပေါ်တက်တွေအကုန်လုံးကတော့ platform တွေလုပ်ကြရတယ်ပေါ့နော် platform တွေလုပ်တဲ့အခါမှာရောက်ထားပါတော့ဟို200လောက်ရှိနေတွေ့ချင်း10ခန်းတွေ့ချင်းပဲ2000လောက်ရှိနေတရုံအဲ့ဒါတစ်ခုအကုန်လုံးတစ်ခုရဲ့တစ်ခုက2000 6ရုံလောက်အခုစဉ်းစားကြည့်ပေါ့အချိန်9ရောက်တော့1000လောက်ရှိတယ်ကုန်ပြီဒီမှာဆို1000လောက်ရှိတယ်ပေါ့အဲ့လိုကုန်ပြီကအများကြီးပဲ
ဒီလိုသူရွှေရင်းကဒီကြားတော့တော့စင်နကောင်မှာဆိုတော့ကျောင်းစင်နကောင်ဆိုလို့ရှိလို့ရှိရင်အော်တစ်ခုမှာဆိုလို့အယောက်400 500လောက်ရှိကျွန်တော်တလော900လောက်ရှိပါတော့တလော900လောက်မှာကျွန်တော်ကြောက်စင်နကောင်ကြောက်တော့ဘယ်လိုပြောမလဲဆိုတော့နည်းနည်းများလို့နိုင်ငံများလို့လူနည်းနည်းနဲ့နိုင်ငံများလို့တာကျော်လျောဆိုကျွန်တော်တို့ဆိုလို့ရှိရင်ဘယ်လောက်လဲတော့နှစ်နိုင်ငံကြရဒါကြောင့်နှစ်နိုင်ငံတော့ blind ပြန်ဒါမှအခုဒီမှာဘာသာတူရဲ့နိုင်ငံလေးပေါ့အားရောက်တယ်ခါရဘာသာမတူရဲ့ဟိုအင်္ဂလိပ်နဲ့ညာပြောခိုင်းအောင်ဆောက်အဖရိကကိုလေနေနဲ့ဆောက်အဖရိကပန်လို့ဝေးကိုကာတာလို့ဆိုလို့ရှိရင်အာရဗစ်ဘာသာနဲ့အဲလိုမျိုးတနိုင်ငံပြီးတယ်ကျွန်တော်အဲ့ဒီဘက်ကကျတော့အဝိုင်းကျတော့ကျွန်တော်တို့တွေမောင်းလောင်နှစ်နိုင်လေးပါခိုင်းရအဲ့ဒါဘာသာနောက်ခုပြောတာအဲ့လို translate တွေပါရဲ့နှစ်ခုလုံးပါဒီမှာစကန်စဒီမှာ hello ဟောဒီပါအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေတော့ပါနောက်ထပ်စိတ်ဝင်စားစရာကအခုနောက်သူပြောသွားတော့ဒါကိုလံဘီယာတို့ပီရူးတို့သူတို့ကတော့လက်တင်အမေရိကနိုင်ငံတွေပေါ့နောက်တော့ South Africa တို့နိုင်ငံတွေကိုအဲဒီကနိုင်ငံတွေကလူတွေကိုသူတို့လိန်ရတယ်ပြောတယ်နော်ဆိုတော့မြန်မာနိုင်ငံတွေကလူတွေကိုတော့ဒီခုကိုလည်းလူတွေလိန်နေရတာမျိုးရှိသလားလိန်ရတာမျိုးရှိသလားဒီလိုထပ်ပြီးရပါနိုင်ငံရဲ့လူမျိုးတွေတော့လိန်ရမရှိဘူးကျွန်တော်တို့ဒီစုပ်ကလေးမှာမြန်မာလိန်လို့မရဘူးသူကလိန်မယ်ဆိုမြန်မာလိန်ကဟိုပြည့်တယ်ဆိုရှင်ဒီရဲ့ကသူတို့ကလည်းပြောထားတယ်ပေါ့လိန်လို့မရဘူးလို့မရအဲ့ဒါသူတို့ကတရားဝင်ဘာလို့နေဆိုတော့ဥစ္စာတော့တရားဝင်ပေးထားတာအစလော့တွေပါတယ်တော့သူတို့တရားဝင်သူစားပါရေးပါရင်တော့ရှိတာပေါ့အဲ့လိုမျိုးတွေအဲ့မှာလာကြော်ညာကောင်းပါလေးနဲ့ကြော်ညာဒီဥစ္စာဆော့ပါအဲ့ဒါလေးပဲတရားဝင်ရှိတယ်တခြားဥစ္စာတွေတော့လုံးလို့မရဘူးလို့ပြောတယ်အဲ့ဒီမှာသူတို့စလော့တွေပါတယ်သူတို့ပုံနာတွေလည်းရှိတယ်သူတို့ကတပိုင်းတနိုင်တချို့ဟာလုံးတဲ့ပုံနာတွေ